ဒီအမျိုးသမီးဟာသူမရဲ့ခင်မွန်းအပေါ်ဖောက်ပြန်နေသူပါညဘက်လင်မယားနှစ်ယောက်အိပ်ယာဝင်တဲ့အခါတိုင်းသူမခင်မွန်းကသူ့ဇနီးအပေါ်တန်တရားရှိတာကြောင့်သူမရဲ့ခြေပွားတွေမှာအမဲရောင်ဆေးတွေတုပ်ထားလေးရှိပါတယ်ရုတ်တရက်ညတကောင်ရဲ့အချိန်မှာတော့ဇနီးဖြစ်သူဟာသူမရဲ့ခင်မွန်းအိပ်ပျော်နေပြီးအထင်နဲ့အောက်ထက်ကရေးစားဖြစ်သူစီကိုတိတ်တဆိတ်ဆင်းသွားပါတယ်ဒါပေမဲ့သူမခင်မွန်းကအိပ်မပျော်ပဲသူမလုပ်သမျှကိုစောင့်ကြည့်နေခဲ့တာပါသူဟာဇနီးဖြစ်သူရဲ့ခြေရာတွေနောက်ကိုလိုက်ပြီးအောက်ထက်အထိဆင်းလာခဲ့ပါတယ်သူမနဲ့သူမရဲ့ရေးစားတို့ယင်းနှီးကျွမ်းဝင်နေကြတာကိုသူတွေ့သွားတဲ့အချိန်တကားကိုဖွင့်ဖို့အလုံးမှာမတော်တဆပန်းအိုးတစ်လုံးကိုတိုက်မိပြီးကြာကွဲသွားပါတယ်အတန်ကြားတာနဲ့မိန်းကလေးကသူမရဲ့ရေးစားကိုအမြန်ဝက်လိုက်ပါတယ်ခင်မွန်းဖြစ်သူအခန်းထဲဝင်လာတဲ့အခါမှာတော့သူမဟာမျက်စိမိတ်ပြီးအိပ်ပျော်နေတယ်လို့မျိုးအိမ်မက်လန့်လျှောက်တယ်လို့မျိုးဟန်ဆောင်နေလိုက်ပါတယ်ခင်မွန်းဖြစ်သူကရေးစားဖြစ်သူကိုလိုက်ရှာပေမဲ့ဘသူကိုမှရှာမတွေ့တာကြောင့်နှစ်ယောက်သားပေါ်ထက်ကိုပြန်တက်သွားကြပါတယ်နောက်တနေ့ညမှာတော့သူမကခင်မွန်းဖြစ်သူကိုတင်မော်ခီထွက်ဖို့ဖြောင်းဖြတ်ပြောဆိုပြီးနောက်အိပ်ပျော်သွားဟန်ဆောင်နေပြန်ပါတယ်သူမအောက်ထက်ကိုရောက်တာနဲ့ရေးစားဖြစ်သူနဲ့နန်းရှုံနေကြချိန်မှာတော့ရုတ်တရက်ခင်မွန်းဖြစ်သူကတကားကိုဖွင့်ပြီးဝင်လာကသူတို့ရဲ့ဆန္ဒတွေကိုရက်တက်လိုက်ပါတယ်ပြီးတော့သူကကမ္ဘာမီးကြောင်းနဲ့သူမရဲ့ခြေရာတွေကိုတက်တည်ပြလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့သူမဟာအရန်ကိုကြောက်လန့်သွားပြီးခင်မွန်းဖြစ်သူကလည်းသူမကိုအိမ်ပေါ်ကနေမောင်းချလိုက်ပါတော့တယ်